မင်္ဂလာပါဒါကတော့ Turkey နိုင်ငံ Istanbul Airport ပေါ့နော် Turkey နိုင်ငံရဲ့အကြီးဆုံး airport ပေါ့ဒီ airport ကကမ္ဘာပေါ်မှာလည်းအကြီးဆုံး airport တွေတစ်ခုပေါ့နော်တော်တော်လေးကိုကြီးပါတယ်သူကအသစ်ဆောက်ထားတာပါ airport ကလည်းတော်တော်လေးလှပါတယ်အဲဒီတော့ကျွန်တော်နဲ့တူတူအားလုံးလေး airport ကို visit လုပ်လိုက်အောင်ဒါကတော့ Istanbul Airport ရဲ့အပြင်ကနေဝင်ချင်း Turkish Airlines ဆိုပြီးစာတန်းအောင်တွေ့ရမယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ဒီပလီရှိမယ်ပေါ့နော်အခုကျွန်တော်တို့မြင်တွေ့နေရတာကတော့ airport ကအပြင်အမြင်ဝင်ဖြစ်တယ်ပေါ့နော်ဒါက airport အထဲကိုမရောက်သေးပါဘူးပထမဆုံးဝင်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီ check in counter တွေကိုတွေ့ရမှာပေါ့နော်တော်တော်လေးကိုများပါတယ် check in counter တွေကအများကြီးပဲ airline ပေါင်းများစွာရှိပါတယ်ပေါ့နော် ABCD ကနေ S အထိရှိတယ်ပေါ့ပြီးတော့ဒါလေးစိတ်ထဲမှာ check in counter နာမှာကလေးကစားတဲ့နေရာလို့ပြောပေါ့နော်လုပ်ပေးတာပါဒါကတော့ airport security တို့ immigration တို့ဖြတ်ပြီးဝိုင်းရောက်လာမယ် duty free နေရာပေါ့နော်တော်တော်လေးကိုကြီးပါတယ်ပြီးတော့တော်တော်လေးကိုလှပါတယ်ဆိုင်တွေကလည်းမျိုးစုံပါပဲ brand မျိုးစုံရှိပါတယ်ဒါကတော့ခရီးသွားတဲ့လူတွေဓာတ်ပုံရိုက်လို့ရအောင်လုပ်ပေးထားတဲ့နေရာလေးပါဒီ Istanbul Airport ကပေါ့နော်ဥရောပတိုက်ရဲ့ busy အဖြစ်ဆုံး airport တစ်ခုဖြစ်တယ်ဒီ airport ကိုခရီးသည်ပေါင်း200 million ကျော်အသုံးပြုနိုင်အောင်တည်ဆောက်ထားတဲ့ airport တစ်ခုဖြစ်လို့သူကကမ္ဘာပေါ်မှာအကြီးမားဆုံး airport တွေကတစ်ခုဖြစ်ပါတယ်